အခုကြည့်နေတဲ့သူတွေထဲမှာချမ်းသာနေတဲ့သူအမြင်နေတဲ့သူအများစုကဘာကြောင့်မနင်္ဂလာနိုင်မှာထားကြရလဲဒါမှမဟုတ်အမြင်နေတဲ့တတိကြီးရဲ့လှုပ်ဝက်ချက်ကဘာလဲဆိုတာကိုသိချင်တဲ့သူတွေရှိကြလားဒီဗီဒီယိုအဆုံးထိကြည့်လို့ရှိရင်သိလာပါလိမ့်မယ်ကဲအဲ့တော့ဗီဒီယိုလေးကိုစလိုက်ကြအောင်ကဲအားလုံးပဲကျွန်တော်တို့လီယိုမှာကျွန်တော်အခုတစ်ခါကိုပြောပြပါမယ်အကြောင်းအရာတော့ကဘာကျော်စာရေးဆရာဘိုးဘေးရှာမရေးတက်ထားတဲ့စာအုပ်တော့အကြောင်းပြောပြအောင်ဖြစ်ပါတယ်ဒီစာအုပ်ကလူတွေအများကြီးရဲ့ဘဝကျွန်တော်ရဲ့ဘဝကိုပြောင်းလဲသွားစေခဲ့တဲ့စာအုပ်ဆိုလည်းမမှားပါဘူးအဲစာအုပ်လေးကဘာစာအုပ်လဲဆိုတော့ဒီ 5am class ဆိုတဲ့စာအုပ်ပါဒီစာအုပ်ကမနက်စောစောထားတဲ့နယ်ဆိုတဲ့အကြောင်းအရာတစ်ခုတည်းကိုပဲရေးတက်ထားမှာမဟုတ်ဘဲနဲ့ကျွန်တော်တို့စာဖတ်သူတွေရဲ့စွမ်းရည်စိတ်ဓာတ်တွေအမြင့်ဆုံးရအောင်ဘယ်လိုမြင့်တင်မလဲဆိုတဲ့နီလန်းတွေကိုပဲပြောပြပေးထားဖြစ်ပါတယ်အဲတော့ဗီဒီယိုလေးကိုဆက်လိုက်ကြအောင်ဘာလို့အဲ့ရထားချိန်အားမနင်္ဂလာကြီးဖြစ်ရလဲမနင်္ဂလာကြီးဆိုရဲ့အချိန်မှာဖုန်းမကြည့်တဲ့ notification တွေမရှိတဲ့ကဘာကြီးရလဲတိတ်ဆိတ်နေတဲ့အချိန်ဒီလိုအချိန်မျိုးမှာကိုအာယုံစိုးဆိုင်လို့အကောင်းဆုံးအချိန်မှာဒါကြောင့်လည်းစာရေးဆရာကအောင်ပွဲခံချိန်တဲ့ victory hour ဆိုပြီးတော့ပြောထားဖြစ်ပါတယ်ပြီးတော့သူကဒီလိုပြောထားတဲ့အပြင်မနက်စောစောထားဖို့လည်းတိုက်တွန်းထားပါသေးတယ်စာအုပ်ထဲမှာဘယ်လိုတိုက်တွန်းထားလဲဆိုတော့မနက်စောစောထားနိုင်တဲ့သူကသူ့ဘဝတစ်ခုလုံးအနိုင်ယူနိုင်မယ်ဆိုပြီးတော့ဘာတိုက်တွန်းထားဖြစ်ပါတယ်ပြီးတော့သူကဒီအောင်ပွဲခံချိန်မနက်9:00နာရီကနေ6:00နာရီအထိကိုအမိုက်3မိုက်ခွဲပြီးကျွန်တော်တို့ရဲ့ခုနပြောခဲ့တဲ့စွမ်းရည်တွေကိုဘယ်လိုမြင့်တင်မလဲဆိုတဲ့ဟာကိုပါပြောပြထားပါသေးတယ်အဲ့တော့ဒီကျွန်တော်ရှင်လိုက်ကြည့်ကြပါကျွန်တော်ဒီစာအုပ်ကိုဖတ်လိုက်ရပြီးတော့တိလိုက်ရမိဘတစ်ခုရှိပါတယ်အဲ့ main point လေးကဘာလဲဆိုတော့ဒီ formula လေးပါဒီ formula ကခုနကပြောတဲ့အောင်ပွဲခံချိန်မိနစ်20စီ3မိုက်ပန်းပြီးတော့ကိုယ့်ရဲ့ဆွမ်းဆောင်ရအမြင့်ဆုံးရအောင်မြင့်တင်ပေးရတာပါပထမဆုံးမိနစ်20မှာဘာလုပ်မလဲဆိုတော့ရှင်းပြလို့ရှိရင်တော့လေ့ကျင့်ခန်းလုပ်ပြီးချွေးမထွက်ထွက်အောင်လုပ်ရမယ်ဒီလိုချွေးမထွက်ထွက်အောင်လုပ်ခြင်းကခေါ်ဒီဆိုလို့ခေါ်တဲ့စိတ်ပူမှုဟော်မုန်းကိုရှင်းချပေးတဲ့အပြင်ဒိုပါမင်းနဲ့ဆီရိုတိုနင်လို့ခေါ်တဲ့ဟော်မုန်းတွေကိုပါတိုးစီပါတယ်ဒီနဲ့ဆီရိုတိုနင်လို့ခေါ်တဲ့ဟော်မုန်းတွေကဘာလဲဆိုတာတော့ကျွန်တော်မသိပါဘူးဒုတိယမိနစ်20မှာဘာလုပ်မလဲဆိုတော့ဒါယာရေးပါဒါယာရေးမရေးတဲ့ဘူးလားအဲ့ဒါဆိုတော့တော်လေးဆိုဝိုင်းဟိုတနေ့တာဘာလို့ဖို့ရှိလဲအားတွေကိုချရေးပါပြီးတော့နောက်ထပ်တစ်ဆင့်ကဘာလဲဆိုတော့ရှင်းလို့ရင်လည်း manifesting လောက်ပါကျင်နာကတရားထိုင်နေတဲ့စိတ်ထဲမှာကိုရှင်မှန်းချက်ကိုမြင်အောင်လုပ်ကြည့်ပါဒီအဆင့်ကအယုံစိုးဆိုင်မှုနဲ့တည်ငြိမ်မှုကိုပုံမကောင်းစေပါနောက်ဆုံးမိနစ်20မှာတော့ဘာလို့ရမလဲဆိုတော့ဒီဗီဒီယိုမှာပြောခဲ့တဲ့အတိုင်း entertainment တွေကို live မကြည့်ပြတဲ့ပညာလေးလာရမယ့်အချိန်ပါနောက်ဆုံးဒီတနားရီလုံးကိုပြန်ခြုံငုံကြည့်လိုက်လို့ရှိရင်ဒီတနားရီမဖြစ်စလောက်လေးကကျွန်တော်တို့ရဲ့ဘဝကိုနည်းနည်းကြီးမြင့်တင်ပေးသွားမယ့်အချိန်ပါသုံးနေတဲ့စာရေးဆရာကဒီလိုမနက်9:00နာရီထားပေါ်စနစ်တကျလို့ပူတိုက်လို့ထားတဲ့အပြင်ရောဒီနီလန်ကိုတကကြီးလုံးနေစရာမလိုတော့ဘဲနဲ့အလေးချင်းတစ်ခုလို့ဖြစ်သွားအောင်လောရမယ့်ချက်ကိုပြောပြထားပါသေးတယ်သူစာအုပ်ထဲမှာပြောပြထားတာကတော့အလေးချင်းတစ်ခုဖြစ်ဖို့အတွက်အချိန်66ရက်တီလောက်ဆောင်အောင်လို့ပြောပြထားဖြစ်ပါအစပိုင်းမှာတော့အရင်ခက်ခဲနေပါလိမ့်မယ်အလဲမှာရှုပ်ထွေးနေလိမ့်မယ်ရလက်ကတော့ခဏတော့ပါလိမ့်မယ်ကဲအဲ့တော့ဒီကျွန်တော်ဒီစာအုပ်တော့လုံးဖတ်လိုက်ပြီးသိလိုက်ရတဲ့ဟာတွေကတော့ self discipline က talent တက်ဖို့ပေါ့အရေးကြီးရဲ့ပြောချင်တာကအရေးအချင်းတဲ့အရေးတွေးရဖို့ပေါ့အရေးကြီးရဲ့ပြီးတော့ကိုထိမှတ်မထားတဲ့ small habit လေးတွေကကိုမဖြစ်နိုင်ဘူးလို့ထင်တဲ့ baby set တွေကိုထုတ်ပေးရပြီးတော့ဒီအခုလိုမျိုးလူငယ်တွေဒီအချစ်ကိုအချိန်ပေးနေချိန်မှာကိုကအချစ်ကိုအချိန်မပေးဘဲနဲ့ကိုအချိန်ပေးမှဆိုရင်အောင်မြင်စမယ်ဆိုတာရဲ့နောက်ဆုံးအနေနဲ့တနေ့တာရဲ့အစားမနက်ခင်းကိုအနိုင်ယူနိုင်လို့ရှိရင်အဲ့လိုတရားကတနေ့တာလုံးကောင်းကောင်းမွန်မွန်နဲ့ဖြစ်တမ်းသွားနိုင်မယ်ဆိုတဲ့ဟာတွေကိုတီးလိုက်ရပါတယ်။ကျောင်းနေနဲ့ပြောရချင်ဒီ 5am class ဆိုတဲ့စာအုပ်လေးကမနက်စောစောထားဖို့ဗတဲ့တွန်းထားမဟုတ်ဘဲနဲ့အများသူကအပြောင်းနေချိန်မှာကိုယ့်ရဲ့ကာရိုက်တာကိုပြန်လည်ဖန်တီးပုံဖော်ဖို့ပဲဖြစ်ပါတယ်။ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပါရစေ။မနက်ဖြန်မနက်9:00နာရီမှာထားကြည့်ဖို့အဆင်သင့်မလား။ကျွန်တော်ပြောခဲ့တဲ့အချက်တွေကို comment မှာတောက်တက်ပေးပါအောင်နော်။ကျွန်တော်တို့လီယွန်ပါကျွန်တော်ရဲ့ knowledge share လေးကိုဆက်ပေါ်လေ့လာခြင်းနဲ့ဆိုရင်ဒီ channel လေးကို subscribe လုပ်ပေးဖို့တော့လိုမယ်နော် subscribe